ဒါတော့နာမည်ကြားရင်တော့ရည်ကြီးမယ်ဗျာခွေးသေးပန်းမင်လေးတွေပါခွေးသေးပန်းမင်ဗျာဘာဖြစ်လို့ဆိုတော့တချို့ကတော့တိမှတော့မဟုတ်ဘူးဗျာနယ်ဘက်တွေမှာတော့ဒီကောင်တွေကအလေးကြပေါက်တာဗျာလမ်းဘေးတွေမှာပဲဖြစ်အဲ့လိုမျိုးဟိုတောထဲမှာဖြစ်အလေးကြပေါက်တာဗျာဒီအပင်တွေကငယ်တော့ဆိုလို့ရှိရင်ချောင်းဆိုးတာတို့ရင်ကြက်တာတို့ဖြစ်ပြီဆိုရင်ဗျာကျွန်တော်တို့ငယ်တော့ကလည်းကျွန်တော်တို့အမေကဒီချောင်းဆိုးရင်ကြက်ဖြစ်ပြီဆိုလို့ရှိရင်ဒီခွေးသေးပန်းရွက်ကိုဒီစားလေးနဲ့ထောင်းပြီးတော့ဗျာအယူတိုက်ကြတာပါကျွန်တော်နယ်ဘက်တွေမှာတော်တော်များအရင်တော့ကျွန်တော်တို့ခစ်လောက်တော့ဆိုလို့ရှိရင်အဲ့လိုပဲတိုက်ကြတာပါအခုနောက်ပိုင်းဆိုရင်ဒါမတိုက်ကြတိုက်ရမှမတိရတာဗျာသူကချောင်းဆိုးရင်ချက်ကိုပျောက်ကင်းစေရတာပေါ့နော်ကလေးတွေငယ်တော့ဆိုလို့ရှိရင်အဲ့ခွေးသေးပန်းရွက်ကလေးနဲ့စားလေးနဲ့ထည့်ထောင်းပြီးတော့ဒါချောင်းဆိုးပြီးဆိုရင်တိုက်တာပေါ့နောက်တစ်ခုကသူကဘာကောင်းသေးလဲဆိုတော့သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ဒီဟင်းတွေပေါ့ကြက်သားဟင်းတွေဝက်သားဟင်းတွေအဲ့လိုမျိုးဟင်းတွေကိုထည့်ချက်ကြရတယ်ပေါ့နော်ထည့်ချက်လိုက်ပြီဆိုရင်သူ့ရဲ့ဇနံ့ကဘယ်လိုပြောင်းသွားလဲဆိုတော့ဒီအုံလုံးနံလေးမှုေးသွားတာဗျာဝတ်သားဟင်းနဲ့ကြက်သားဟင်းတွေထည့်ချက်ပြီးဆိုလို့ရှိရင်အနံလေးကအုံတို့နံလေးမှုေးသွားတယ်တချို့ကလည်းအဲ့လိုအုံတို့အစားထိုးအနေနဲ့ပေါ့ဗျာဟိုတုံးကြတယ်ပေါ့ဒါပေမဲ့အုံတို့စစ်ကြီးလို့တော့မရဘူးပေါ့ဒါပေမဲ့အုံတို့နံလေးမှုေးသွားတော့တေးကြတယ်ဝတ်သားဟင်းတွေထည့်ချက်ကြတယ်ကြက်သားဟင်းတွေလည်းထည့်ပြီးအုပ်ကြတယ်ဗျာခွေးသေးပန်းရောက်ကိုပေါ့နော်ဒါတော့ချောင်းဆိုးရင်ချက်လဲတတ်တာစီရဲ့အပြေဒါဟင်းနဲ့လည်းအမွှေးနံသာအနေနဲ့ထည့်ချက်ကြတယ်ပေါ့ငယ်တော့ဆိုရင်ကလေးတွေစော့ကြတယ်ဗျာဘဲဥပင်ဆိုပြီးတော့ဒါဘဲဥပင်ကတော့အဝါလေးတွေပေါ့ဒီကောင်ကတော့အဖြူဆိုပြီးတော့ပြောတယ်ဗျာပန်းလေးတွေကိုလေဒီမှာဒါကတော့ခွေးသေးပန်းပေါ့ခွေးသေးပန်းရွက်ပင်ကနေပို့တာခွေးသေးပန်းပေါ့ဒီကောင်ကတော့အဲ့လိုခရင်ရောင်လေးတွေတူလေးတွေပေါ့ဗျာဟာဗျာခွေးသေးပန်းပေါ့ဟိုဘဲဥပင်ဆိုစော့တဲ့ဟာလေးကတော့လိမ္မော်ရောင်လေးတွေပေါ့ဝါတတာလေးတွေပေါ့အဓိကအဖြစ်ကလေးငယ်တွေချောင်းဆိုးရင်ကြက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီအရွက်ကိုစားလေးနဲ့ထောင်းပြီးတော့ဖြစ်ထောင်းပြီးတော့အရေးကိုစားလေးနဲ့ခတ်တာပဲဖြစ်တိုက်ကြတယ်ဗျာဆေးဘက်ဝင်ခွေးသေးပန်းရွက်ပင်ပါလမ်းဘေးမှာလေးကြပေါက်တာဗျာအများကြီးပဲဒီလိုပင်တွေရောဟင်းနေတဲ့ထက်ချက်ကြပါတယ်ဒီမှာလေသူ့အပွင့်လေးတွေကခင်းရောင်လေးတွေဒါတော့ကျွန်တော်ကဒါဝတ်သားနဲ့ချက်မလို့ခူးတာပါတော်တော်များများပေါက်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့တိတ်မတွေးကြတော့ဆိုမှလို့ဒီကောင်ကစိုက်ကြဘယ်သူမှတော့မစိုက်ကြဘူးလေးကြပေါက်တဲ့အပင်ပဲဗျာလေးကြပေါက်တဲ့အပင်သူကတော့ခြုံလိုမျိုးကြီးကိုအများကြီးဖြစ်သွားတာခြုံနေလိုဖြစ်သွားတာပေါက်လာပြီဆိုလို့ရှိ